အားလုံးပဲမင်္ဂလာပါဗျာကိုတော်ရဲ့1K1 channel ကိုကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဗျာကဲကိုတော်ရဲ့ channel မှာတော့ကျွန်တော်အပေါ်ပိုင်းပွဲစဉ်တွေပေါ့ဗျာ9:45ပွဲစဉ်တွေတပွဲလောက်ထိကျွန်တော်ပြောပြပေးသွားပြီဖြစ်ပါတယ် channel ပွဲစဉ်လေးကိုကျွန်တော်ဒီ1K1 channel မှာဆက်လက်ပြီးတော့သုံးသပ်သွားမှာဖြစ်ပါတယ်ဗျာသုံးသပ်သွားဆိုအချင်းချင်းလေးတွေပဲသုံးသပ်သွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကိုတော်ရဲ့ channel မှာလည်းကျွန်တော်ပြောခဲ့သလိုပဲပွဲစဉ်တွေကမနေ့ကတော့တော်တော်လေးတော့အဆင်ပြေခဲ့တဲ့ညတညတော့ဖြစ်ခဲ့တာဖြစ်ပါတယ်တော်တော်များများကျွန်တော်ကြည့်တလောက်တော့ဒီစတာတွေအနေနဲ့လည်းတော်တော်လေးကိုကြိုးစားပန်းစားနဲ့အထုတ်သွားတဲ့နေ့တစ်နေ့လိုပဲကျွန်တော်တို့သုံးသပ်မှာဖြစ်ပါတယ်။ဂျေတန်ရောက်ကောရွေးချယ်မှုရရရောတော်တော်များများမှန်ကန်ခဲ့တဲ့တရဲနဲ့ပဲအားလုံးပြီးသွားတဲ့နေ့တစ်နေ့လိုကျွန်တော်တို့ပြောချင်ပါတယ်။အားလုံးလည်းအဆင်ပြေကြလိမ့်မယ်လို့ပဲကျွန်တော်တို့ယုံကြည်ပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်မနေ့ကကျွန်တော်အဆင်ပြေခဲ့ကြတယ်ဆိုတော့ဒါထိုင်နေအနေနဲ့တော့နေခဲ့တော့မနေ့ကတော့ကွဲသွားမယ်အနေထားမှာရှိတယ်။ဒါကြောင့်ဒီ Super Sunday မှာကျောင်းတငယ်ကျောင်းတွေအနေငယ်တော့သတိထားပြီးတော့ဆော့စီခြင်းပါတယ်။ကျွန်တော်ကိုစိုးကြီး channel မှာလည်းကျွန်တော်ပြောထားတာဖြစ်ပါတယ်။ဒီနေ့ကြေးတန်းတွေအရာကျွန်တော်ကြည့်ရမယ်ဆိုတော့ဒီနေ့ကျွန်တော်6ပေါင်းအောက်တွေပဲဆော့ရင်ကျွန်တော်မရှုံးနိုင်ဘူးလို့ကျွန်တော်ကိုစိုးကြီး channel ကနေပဲကျွန်တော်ပြောချင်ပါတယ်ဗျာ။ဘာလို့ဆိုကြေးတန်းတွေအရာတော်တော်လေးပျော့ပြောင်းနေတာကျွန်တော်တွေ့ရတယ်။ body ဈေးတွေလည်းဒီလိုပါပဲပျော့ပြောင်းနေတာကျွန်တော်တွေ့ရပါတယ်။အပြင်းဆုံးကြေးဆိုလို့ကျွန်တော်တို့ဒါဘာစီလိုနာပွဲတစ်ပွဲလောက်ပဲပါတာဖြစ်ပါတယ်။ဘာစီလိုနာတောင်မှအဲ့လောက်ထိပြင်းတဲ့ထဲမှာမပါသေးပါဘူး။ဒါကြောင့်ဒီနေ့ပွဲစဉ်တွေအကုန်လုံးဟာ body အောက်6ပေါင်းအောက်တွေပဲ zone အောက်တွေပဲတော်တော်လေးဖြစ်ဖို့များပါတယ်6ပေါင်းဆိုရင်တော့ပို့ပြီးတော့မှအောက်ဖို့ရာခိုင်နှုန်းများတဲ့ပွဲစဉ်တွေတော်တော်များများပါလာတွေ့ရပါတယ်ဒီနေ့16ပွဲရှိတယ်ဗျာကျွန်တော်အမြင်ပြောရရင်တော့6ပေါင်းပေါ်သွားမဲ့ပွဲစဉ်ဆိုတော့2ပွဲလောက်ပဲရှိပြီးတော့2ပွဲ3ပွဲလောက်ပဲရှိမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်6ပေါင်းအောက်တွေပဲစီပြီးတော့မောင်းကတ်ထိုးရင်လေကျွန်တော်တို့ဒီနေ့မှာမောင်းပေါက်နိုင်တဲ့လက္ခဏာတော်တော်လေးများတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာမနေ့ကတော့ကျွန်တော် Chelsea တို့ Liverpool တို့ Spurs တို့ Man U တို့မနေ့ကတော့တော်တော်လေးဟိုမှာခွေးကြကြခဲ့တဲ့အနေအထားမှာအများကြီးရှိပါတယ်ဗျာတော်တော်လေးကအဆင်မပြေပါဘူးအသင်းကြီးတွေအနေနဲ့မနေ့က Man City တသင်းလောက်ပဲကျွန်တော်တို့ solid ပေါ့ဗျာအနိုင်ရရှိသွားတွေ့ရပါတယ်ဒီနေ့မှာဆိုလဲကျွန်တော်တို့ဒါ Arsenal နဲ့ Newcastle တို့ရှိတယ်ပွဲကြီးပွဲကောင်းတော့ရှိတဲ့ပွဲစဉ်တစ်ပွဲတော့ရှိတယ်ဒါပေမဲ့လည်းကျွန်တော်အမြင်ပြောရတော့ Arsenal အနေနဲ့ဂျေးကတော့ဟိုမူမမှန်နဲ့ဂျေးတန်းလို့ကျွန်တော်တို့သုံးသပ်တယ်ကိုပေါင်းဂျေးလည်းဒီလိုပါပဲနှလုံးသားမှုရှုံးဆိုတော့ဒီနေ့မှာကျွန်တော်တို့အဆင်မပြေဘူးလို့ကျွန်တော်တို့သုံးသပ်ပါတယ်ဗျာကဲကျွန်တော်စလိုက်အောင်ဗျာကျွန်တော်တို့ဒါ9:45မှာဆိုတော့ကျွန်တော်လိုင်လီလိုင်ယွန်ပွဲတော့ကိုသော channel မှာပြောပြီးသွားတဲ့အတွက်ကြောင့်ကျွန်တော်အန်ဂါနဲ့ breast တို့ပွဲစဉ်ကိုသုံးသပ်ပြီးမှာဖြစ်ပါတယ် breast ကနေပြီးတော့ဝေးဝင်းကနေပြီးတော့ level 40ပေးတယ်ကိုပေါင်းဂျေးရနှလုံး85ပါဒီနေရာမှာသတိထားမှာကကိုပေါင်းဂျေးလေးအနှဲငယ်လေးပြင်းရှနေတာကျွန်တော်သတိထားစီနေပါတယ်body ကတော့ကျွန်တော် level 5မိုးဝင်ရုံးမှာပဲရှိနေတာတွေ့ရပါတယ်။ကိုပေါင်းသေးလေးအနည်းငယ်ပြင်းရှားတဲ့ကြောင့်အဲ့ပွဲစဉ်လေးတော့သတိထားစီခြင်းပါတယ်။ဘာလို့ဆိုတော့ဒီနှစ်သင်းကပြောရင်တော့ဟို break ကလည်းအခုနောက်ပိုင်းနည်းနည်းချရတယ်ဗျ။အဲ့ဒါကြောင့်ဟိုဖွင့်ကန်များကန်လာမလားပေါ့ဗျာ။ကို body သေးလေးဖြော့လေးပေးပြီးတော့ကိုပေါင်းသေးလေးကျွန်တော်တူးရှုံးဝင်ရုံးလောက်သွားနေတယ်ဆိုတော့အနည်းငယ်တော့သတိထားစီခြင်းပါတယ်ဗျာ။ကျွန်တော်တော့ဒီနေ့ပွဲစဉ်ဒါကျွန်တော်1-1လောက်ပဲကျွန်တော်မှန်းပါတယ်။ချွတ်ပြီးတော့2-1လောက်လည်းဖြစ်သွားနိုင်တဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်ပါတယ်။အန်ဂါနဲ့ bread တော့ကျွန်တော်အဆင့်ရတယ်တော်တော်လေးတူပါတယ်။ဒါ73နဲ့အဆင့်73နဲ့အဆင့်14ဆိုတော့ဒီပွဲစဉ်ကတီလောက်ပဲပြီးသွားမယ်လို့ကျွန်တော်သုံးသပ်ပါတယ်ဗျာ။တူလောက်ဖြစ်သွားရင်တော့ကျွန်တော်ဒါကန်ဆိုးတာဖြစ်တယ်လို့ပဲကျွန်တော်ပြောပြရစီဗျာ။ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော် body ဆိုရင်ကျွန်တော်အောက်သင်းဖြစ်တဲ့အန်ဂါပဲကြိုက်ပါတယ်။6ပေါင်းဆိုရင်လည်း6ပေါင်းကျွန်တော်အောက်ပဲကြိုက်ပါတယ်ဗျာ။ကန်ဆိုးမှကျွန်တော်ပြောထားသလိုပဲတူလောက်ဖြစ်သွားနိုင်ပါတယ်ဗျာ။နောက်တော့ကျွန်တော် mat နဲ့လီဟာဘတ်နဲ့ပေါ့လီဟာဘတ်ကနေပြီးတော့ဒီပွဲစဉ်စတီဒေဂျီဖြစ်တာဖြစ်ပါတယ်ဒီခုချိန်ထိလည်းလက်ရှိချိန်ထိလည်းဒေဂျီပဲပေးနေတာတွေ့ရပါတယ်ဒေဂျီကိုမှသူကနှလုံးကိုအဲ့လိုပဲခုနကပွဲစဉ်လိုပဲတော်တော်လေးတူညီတာတွေ့ရတယ်နှလုံး85ရှုံးပေးထားတာဖြစ်ပါတယ်ဗျာဒါတော့ဒီပွဲစဉ်လည်းတော်တော်လေးသတိထားသိချင်ပါတယ်ဒေဂျီကိုမှကျွန်တော်တို့ဒါ2ရှုံးဝင်ရိုးလောက်ဆိုတော့ကျွန်တော်တို့ဒါအောက်ထစ်ကတော့1-1လောက်တော့ဖြစ်ဖို့များတယ်ကျွန်တော်ပြောသားသလိုပဲဒီ bread နဲ့ပွဲစဉ်လိုပဲ2-1နေပါတယ်အောင်ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့ဗျာဒါကြောင့်ကျွန်တော်တို့ဒီပွဲစဉ်ကတော့ဒါကြည့်ချက်ပြီးတော့ကျွန်တော်ထိုးကြဖို့ကျွန်တော်တို့ပြောချင်ပါတယ်ကျွန်တော်တို့ဒီပွဲစဉ်ဒါ6ပေါင်းအောက်ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဒီပွဲစဉ်ကျွန်တော်ဒါအကုန်လုံးလဲကျွန်တော်6ပေါင်းအောက်တွေကြိုက်တယ်ဆိုတော့ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီပွဲစဉ်ကျွန်တော်တေးကြမယ်6ပေါင်းအောက်နေပဲကျွန်တော်တို့ရွေးချယ်မယ်ပွဲစဉ်လို့ကျွန်တော်သုံးသပ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒါပြင်သစ်လီဂူပွဲစဉ်တွေပေါ့ဗျာတကယ်လို့မှရှောင်လိုက်တယ်ဆိုရင်ကျွန်တော်ပွဲစဉ်ချုပ်သွားမှာဖြစ်ပါတယ်ပွဲစဉ်ပြင်သစ်လီဂူပွဲစဉ်ကဒီနေ့မှာ9ပွဲရှိတယ်ဖြစ်ပါတယ်အသင်းကြီးနှစ်သင်းကတော့ပါဝင်နေတာတွေ့ရတယ်လိုင်လီနဲ့လိုင်ယွန်တို့ပွဲစဉ်ပေါ့ဗျာ
အဲ့ဒီဘွဲပဲဆွဲယူပြီးတုံးပြီးတော့ channel ၄ဘွဲလုံးကျွန်တော်လက်လွှတ်လိုက်မယ်ဆိုရင်ဒီနေ့မှာကျွန်တော်ခေါင်းအေးသွားလိမ့်မယ်လို့ကျွန်တော်တော့မြင်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တကယ်ကြောင့်ဒီချက်လေးတော့စဉ်းစားကြည့်စေချင်ပါတယ်ဒီနေ့ပွဲစဉ်တွေပေါ့နော်ကဲကျွန်တော်နယူကာဆယ်နဲ့အာဆင်နယ်ပွဲဆက်အောင်ဗျာအာဆင်နယ်ကဒီနေ့မှာဆိုရင်တော့ level 65ရှုံးပြီးတယ်ကိုပေါင်းစည်းရနှလုံးငါးမှုရှုံးပါဗျာအာဆင်နယ်နဲ့ဒီတင်းပေါ့ဗျာဒီနယူကာဆယ်အသင်းကိုကျွန်တော်ဒီကြေးတန်းပေါ့ဗျာပေးတင်လားကျွန်တော်တို့တစ်ချက်ပြန်ကြည့်မှာဖြစ်ပါတယ်အာဆင်နယ်ပြီးခဲ့တဲ့ရာသီမှာဆိုရင်တော့နယူကာဆယ်နဲ့ကျွန်တော်တို့၄ချိန်လောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်ကာရာဘောင်ကပ်ဖလားမှာကျွန်တော်တို့ဒါ2ချိန်ပေါ့ဗျာ2ချိန်တွေ့ဆုံခဲ့တာဖြစ်ပါတယ်ကျွန်တော် quarter final လား semi final လားမသိအဲ့လောက်မှာကျွန်တော်တွေ့ဆုံခဲ့တာဖြစ်ပါတယ်ပထမကြောမှာဆိုတော့အာဆင်နယ်ကွင်းမှာကန်ခဲ့တယ်ဒီကာရာဘောင်ကပ်မှာပေါ့ဗျာအာဆင်နယ်ကွင်းမှာကန်ခဲ့တယ်အာဆင်နယ်ကျွန်တော်တို့ဒါ1 5မှုရှုံးဝင်ရိုးကနေပြီးတော့ပွဲကန်နေတဲ့ကြောက်ကျွန်တော်1ကို30နိုင်လောက်ဖွင့်လှစ်သွားတာကျွန်တော်တွေ့ရတယ်ကိုပေါင်းစည်းရ2ရှုံးလောက်ဖွင့်လှစ်သွားတွေ့ရတယ်ဂျီဒန်ဒုံးဆိုပြီးတော့ပြောင်းသွားပြီးတော့တကယ်လည်းပဲကျွန်တော်ဒါနယူကာဆယ်က 2-0 နဲ့အာဆင်နယ်ကိုဖုတ်ခဲ့တာကျွန်တော်တွေ့ရပါတယ်ဗျာဒုတိယကြောကျွန်တော်နယူကာဆယ်အိမ်ဝင်းမှာပြန်လည်တွေ့ဆုံတဲ့အချိန်မှာလည်းကျွန်တော်အာဆင်နယ်ကနေပြီးတော့ဒီဂျီဒန်ပဲကျွန်တော်ဖွင့်လှစ်လာတွေ့ရတယ်1-5မှုနိုင်ဝင်ရိုးလောက်ပဲဖွင့်လှစ်သွားတာတွေ့ရတယ်ကိုပေါင်းစည်းရ3လုံး5မှုနိုင်ဖွင့်လှစ်သွားဖြစ်ပါတယ်ဗျာအဲ့ဒီပွဲစဉ်မှာဆိုတော့ဒါနယူကာဆယ်ကပဲထပ်ပြီးတော့ကျွန်တော်2-0ဆိုပြီးတော့ထပ်ပြီးတော့ဖုတ်ခဲ့တာကျွန်တော်တွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့နယူကာဆယ်အနေနဲ့ဒီကာရာဘောင်ကပ်မှာတော့အာဆင်နယ်တော့တီးခဲ့တာတွေ့ရတယ်ထို့သူပဲကျွန်တော်တို့ဒါပထမကြော့ပရီးမီးယားလိမှာဆိုရင်လည်းပြီးခဲ့တဲ့နှစ်ပြီးခဲ့တဲ့ရာသီပေါ့ဗျာဒီလိုပဲကျွန်တော် level ကျွန်တော်တို့တေရှုံးလောက်ထိပြီးသွားတာကျွန်တော်တွေ့ရတယ်ကိုပေါင်းစည်းရ2ရှုံးဝင်ရိုးမှာဖွင့်လှစ်သွားတာဖြစ်ပါတယ်အဲ့ဒီပွဲမှာဆိုလဲနယူကာဆယ်ဟာ1-0နဲ့ပဲအနိုင်ရရှိသွားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အာဆင်နယ်အနေနဲ့ဒီနေ့မှာဖွင့်လှစ်လာဂျေဒန်ရလည်းအနေငယ်ပြောတဲ့အထဲမှာလည်းပါတယ်နောက်တစ်ချက်ကအာဆင်နယ်နဲ့ဒီရာသီမှာနယူကာဆယ်နဲ့ရှင်မယ်ဆိုရင်တော့ပို့ပြီးတော့မြင့်နေတဲ့အဆင့်တစ်ခုကိုရောက်နေတယ်ဆိုတာကျွန်တော်တို့သိတာထင်ရှားစေတယ်ဗျာဒါကြောင့်သူတို့ကိုဒီနေ့မှာဆိုတော့အာဆင်နယ်တွေရိုက်လာကြဖို့များတဲ့ပွဲစဉ်လိုပဲကျွန်တော်ကသုံးသပ်တယ်နောက်တစ်ချက်နယူကာဆယ်ဟာရတန်လုံးဝမမှန်တဲ့အသင်းဖြစ်တာလဲကျွန်တော်တို့တငယ်ချင်းတွေအဒီဆုံးဖြစ်မှာပါအာဆင်နယ်အနေနဲ့ကတော့ကျွန်တော်ရှုံးပွဲကျွန်တော်လီဗာပူးနဲ့တပွဲပဲရှုံးနေထားတာကျွန်တော်တွေ့ရပါတယ်လီဗာပူးအဝေးခွင့်မှာ1-0နဲ့ရှုံးနေထားတဲ့အာဆင်နယ်အနေနဲ့ဒီနေ့မှာပေါ့ဒီထက်ကျွန်တော်တို့ဒါတေရှုံးလောက်ပေါ့ဗျာကျွန်တော်အမြင်ပေါ့ဗျာပေးတင်တယ်လို့ကျွန်တော်တို့ယူဆတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်နယူကာဆယ် body ကြိုက်ပါတယ်ဗျာဒီဂျီဒန်အရာဆိုရင်တော့ level 60 level 80လောက်ပါဆိုရင်နယူကာဆယ်ပဲကြိုက်တယ်ကိုးပေါင်းရလဲဒီလိုပါပဲကိုးပေါင်းရလဲဒီပွဲစဉ်ကကျွန်တော်နှလုံးတက်မပူနိုင်ဘူးဆိုတာတော်တော်လေးအဖြေရှင်းနေတယ်လို့ကျွန်တော်ဒီပွဲစဉ်ကိုးပေါင်းအောက်ပါကြိုက်ပါတယ်ဗျာဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ဇုံအောက်ပဲရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တော့ကျွန်တော်ကိုလုံးနဲ့စတူကတ်တို့ပွဲစဉ်မှာစတူကတ်တို့ပွဲစဉ်မှာကျွန်တော်စတူကတ်က level 30ကိုးပေါင်းသေးလေးသတိထားစီနေပါတယ်ဒီပွဲစဉ်တော်လေးထူးကြပါတယ်3လုံး30ရှုံးနဲ့ထွက်လာတဲ့ပွဲစဉ်တစ်ပွဲပါဒီပွဲစဉ်ကျွန်တော်ဒါကိုးပေါင်းသေးတဲ့မှာအမြင့်ဆုံးဒီနေ့ပေါ့ဗျာကိုးပေါင်းသေးတဲ့မှာတော်တော်လေးမြင့်တဲ့နေမှာပါပါတယ်ဘာစီလိုနာ body ကြီးမြင့်တဲ့အတွက်ကြောင့်ကိုးပေါင်းသေးမြင့်တာဒါပြဿနာမရှိပါဘူးစတူကတ်နဲ့ကိုလုံးတို့ပွဲစဉ်မှာ body သေး level 30လောက်ပဲဖွင့်ပြီးတော့ကိုးပေါင်းသေးရ3လုံး30ရှုံးဆိုတော့မနေ့ကကျွန်တော်တို့ဒါ front back ပွဲစဉ်နဲ့တော်တော်လေးတူတာဖြစ်ပါတယ် front back ပွဲစဉ်မှာကျွန်တော်အောင်မြင်သွားပြီးတော့ license တဲ့ပွဲမှာတော့မနေ့ကတော့ license 1-0ပဲပြီးဆုံးသွားတာဖြစ်ပါတယ်ဒါကြောင့်သတိတော့ထားစေချင်တယ်ဒါပေမဲ့ဒီခြေတန်းရကျွန်တော်တို့ဒါရွေးချယ်မှုမှန်ကန်လိမ့်မယ်လို့ပဲကျွန်တော်သုံးသပ်တယ် level 30မှာကျွန်တော်3လုံး minus 3လုံး30ရှုံးလောက်ဖွင့်လာခြင်းအဖြစ်ဒီပွဲစဉ်ကိုပေါင်းအပေါ်ပဲကောင်းတဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်ပါတယ်ဗျာနောက်တော့ကျွန်တော်လေချီနဲ့မိုနာဘောလောနာဒီပွဲစဉ်မှာကျွန်တော်ဘောလောနာနဲ့ level 80ပြီးတယ်ကိုပေါင်းစည်းရနှလုံး20ရှုံးပါဗျာဒီဂျီတန်းတွေကကျွန်တော်တို့ကြည့်လိုက်မယ်ဆိုတာနဲ့ကိုဟောအောက်ဒီပဲဒီနေ့ကျွန်တော်ကြိုက်တယ်ကြက်ရခြင်းဖြစ်တယ်လို့ပြောချင်ပါတယ်ဗျာဘောလောနာအနေနဲ့ဝေးခွင့်ကနေပြီးတော့ဒါချန်ပီယံလိကန်ပြီးတော့ပြန်လာတဲ့ဘောလောနာအနေနဲ့ဝေးခွင့်ကနေပြီးတော့ level 80လောက်ပြီးတယ်ဒါကလည်းပြည့်တင်ပါလေချီကအခုနောက်ပိုင်းပွဲစဉ်အနေဆိုရင်တော်တော်လေးရော့နေတဲ့လေချီဖြစ်တာကြောင့်လည်းပါပါလိမ့်မယ်ဒါပေမဲ့ဒီပွဲစဉ်မှာလေချီအနေနဲ့အိမ်ဝင်ကနေပြီးတော့အကောင်းဆုံးဒီပြန်လာတဲ့ Aston Villa နဲ့ကန်လာတဲ့ဘောလောနာကိုအကောင်းဆုံးတုံ့ပြန်လာလိမ့်မယ်လို့ပဲကျွန်တော်တော့ယုံကြည်ပါတယ်ဗျာဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်လေချီဘော်ဒီကြိုက်တယ်ကိုပေါင်းအောက်ပဲကြိုက်ပါတယ်ဗျာနောက်တော့ဘာစီလိုနာနဲ့ဆိုစီတဲ့ဒီနေ့ကျွန်တော်တို့ဒါဘော်ဒီဂျေးထဲမှာအမြင့်ဆုံးဂျေးတန်းလည်းဖြစ်ပါတယ်စာတီဂျေးကျွန်တော်နှလုံး80အနိုင်3လုံးရှုံးနဲ့ထွက်လာတာဖြစ်ပါတယ်အခုလက်ရှိဂျေးတန်းရတဲ့ဒီဂျေးတန်းမှာကျွန်တော်တို့ဒါနှလုံး80အနိုင်1ရှုံးဝင်ရိုးတော့ဖြစ်နေတာဖြစ်ပါတယ်
ဆိုစီတဲ့လို့ကျွန်တော်စုပ်ပြတ်တက်နေတဲ့အသင်းညံ့နေတဲ့အသင်းဘာစီလိုနာအနေနဲ့အခုချိန်မှာကျွန်တော်တို့ပဲအသင်းနဲ့ပဲတွေ့တယ်ပေါ့ဗျာဘုံနိုင်ကျွန်တော်တို့ဒါအောက်ထစ်3လုံး4လုံးအဲ့လိုမျိုးရောက်နေတဲ့အသင်းအနေနဲ့ဒီနေ့မှာဒီဂျေတန်ပေးလာတယ်ဆိုတာတိတ်တော့မဟုတ်တဲ့ဂျေတန်လို့ကျွန်တော်တော့ယူဆတယ်ဒါပေမဲ့သူတွေးဆောင်ခဲ့တဲ့ဂျေတန်တွေကိုကျွန်တော်ပြန်ကြည့်တော့လဲပြီးခဲ့တဲ့ရာသီမှာဆိုရင်ကျွန်တော်နှလုံးငါးမှုနိုင်ဖွင့်လှစ်သွားတာတွေ့ရတယ်ကိုပေါင်းသေးအရ3လုံးကို30ရှုံး5မှုရှုံးလောက်အဲ့လိုမျိုးဖွင့်လှစ်သွားတာတွေ့ရတယ်4-0နဲ့နိုင်ရရှိသွားတာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီဂျေတန်နဲ့ရှင်မယ်ဆိုရင်တော့ကျွန်တော်အမြင်ပြောရတော့ပြော့နေသေးတယ်လို့ကျွန်တော်တော့ခန်းစားမိတယ်မနေ့ကကျွန်တော် Real Madrid ကလည်းရှုံးနေထားတယ်ဆိုတော့ဒီနေ့မှာဘာစီလိုနာတွေလိုက်လာဖို့တော်တော်လေးများပါတယ်ဒီပွဲစဉ်ကဘာစီလိုနာနိုင်ခဲ့မယ်ဆိုရင် Real အပေါ်ရောက်ပြီးတော့အဆင့်1နေအောင်တက်လှမ်းသွားမယ်အခွင့်အရေးလည်းရှိတဲ့အတွက်ကြောင့်ပေါ့ဗျာတူတူကိုဒီနေ့ပွဲစဉ်မှာဘာစီလိုနာတွေပဲရိုက်လာဖို့များပါတယ်ဗျာဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်မှာဆိုတော့အောက်သင်းဖြစ်တဲ့ဆိုစီတဲ့ဘော်ဒီကြိုက်ပါတယ်ကိုပေါင်းအရာလည်းဒီလိုပါပဲဒီပွဲစဉ်ကျွန်တော်ဒါ3လုံးရှုံးဆိုတော့ဆိုစီတဲ့တကူထဲခဲ့မယ်ဆိုရင်တော့ဒီပွဲစဉ်ပေါ်ခေါင်းနဲ့ပေါ်သွားနိုင်မယ်2-1လောက်ပဲကျွန်တော်တော့ဖြစ်သွားနိုင်မယ်လို့ပဲကျွန်တော်သုံးသပ်ပါတယ်ဗျာဘော်ဒီကကိုပေါင်းပါအောင်မယ်လို့ပဲကျွန်တော်တော့သုံးသပ်ပါတယ်ဗျာနောက်တစ်ပွဲစဉ်လေးတော့ကျွန်တော်အကြိုက်လေးတွေပဲကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ချိန်ရတော်တော်လေးရှည်သွားပြီပေါ့ဗျာကျွန်တော်အားချောင်းတာနည်းနည်းများတယ်ကြောင့် AC နဲ့နာပိုလီတဲ့ပွဲစဉ်မှာဆိုတော့ AC နဲ့ level 40ပေးတယ်နှလုံး5မှုရှုံးပါနာပိုလီအနေနဲ့ချန်ပီယံလိပွဲစဉ်ကန်ဖို့ရှိတယ်နာပိုလီအနေနဲ့အခုနောက်ပိုင်းရတန်ကတော်တော်လေးအဆင်မပြေတာကျွန်တော်တွေ့ရတယ် AC Milan အနေနဲ့တော်တော်လေးထောင်တက်နေတဲ့အတွက်ကြောင့်ဒီပွဲစဉ် AC Milan ဘော်ဒီပဲကြိုက်ပါတယ်ဗျာကိုပေါင်းကလည်းဒီပွဲစဉ်ကကျွန်တော်တို့ကိုပေါင်းအောက်ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တဲ့ပွဲကじゃပြင်းတဲ့လီဂို Runners နဲ့ Lens တို့ပွဲစဉ်ဒီပွဲစဉ်ကျွန်တော်ရှောင်လိုက်ပါကြိုက်တာတော့ဒီပွဲစဉ်ကျွန်တော်ကိုပေါင်းအောက်ပဲကြိုက်ပါတယ် Real Betis နဲ့ကျွန်တော် Osasuna 1-5မှုနိုင်တဲ့နှလုံး5မှုရှုံး Real Betis အနေနဲ့ဒါတော်တော်လေးတော့ကန်ထားရတာဖြစ်ပါတယ်ဒီ Nottingham Forest နဲ့ပေါ့ဗျာအိမ်ဝင်းမှာတော့ Real Betis အနေနဲ့လုံးပြကောင်းလုံးပြလာနိုင်တယ်ဒါပေမဲ့ကြီးတန်းရတော့1-5မှုနိုင်ဆိုတော့အနေငယ်တော့တွေးခါတော့ဖြစ်လာမဲ့ပွဲစဉ်လိုပဲကျွန်တော်သုံးသပ်ပါတယ်ဒီပွဲစဉ်ကျွန်တော်တို့ Osasuna အနေနဲ့လည်းခံလာနိုင်တဲ့လက္ခဏာတွေအများကြီးရှိတဲ့ကြောင့် Real Madrid နိုင်ခဲ့တော့မှ Real Betis ပေါ့ဗျာနိုင်ခဲ့တော့မှ 1-2 လောက်ပဲဖြစ်မယ်လို့ကျွန်တော်သုံးသပ်ပါတယ်ဗျာဒါဒီပွဲစဉ်မှာကျွန်တော် Betis body တော့ကြိုက်တယ်ကိုပေါင်းအောက်ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်ကိုပေါင်းအပေါ်ရွေးရဆိုတော့2ပွဲလောက်ပဲရှိမယ်တူပါတယ်အဲ့ဒါလေးတော့ဒါဗီဒီယိုထဲမှာတေချာလေးပြန်ပြီးတော့ကြည့်ပြီးတော့ထိုးချဖို့လဲကျွန်တော်ဖိတ်ခေါ်ပါပြောပြရစီဗျာအဓိကအရေးကြီးတာကျွန်တော် mount cut ပေါ့ဗျာဒီနေ့မှာကိုကြိုက်တဲ့ဟာကိုအောက်မယ်ဆိုတဲ့ပွဲစဉ်တော်တော်များတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်အဲဒါကြောင့်ကျွန်တော်ရွေးပြီးတော့ကိုအောက်တွေကထိုးပလိုက်ဗျာဒီနေ့ကျွန်တော် mount cut ပေါက်သွားနိုင်ပါတယ်ဗျာကဲကျွန်တော်ငယ်နေမှာလဲအပေါင်းကြီးဆက်လက်ပြီးပြကြပါသေးလို့ပဲစူပွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာကဲဒီအစီအမအကောင့်တင်ဖွင့်ခြင်းနဲ့ပြူခြင်းချခြင်းနဲ့ဆိုတော့ကိုကြီးကျော်ဖွင့်နေကျွန်တော်မိတ်ဆက်ပေးကြပါတယ်ကိုကြီးကျော် iPad 989ပါကိုတော်ကြီးရဲ့ channel ဖြစ်တဲ့ကျွန်တော် comment အောက်မှာကျွန်တော်ရေးပေးသူရဲ့ဖုန်းနံပါတ်ကိုချပေးထားတာဖြစ်ပါတယ်အဲ့မှာတော့ရောက်ဆက်သွယ်ပြီးတော့ကြောက်တဲ့လောက်ထက်ကြိုက်တဲ့လောက်ထုတ်နိုင်ပါတယ်ဗျာနောက်တစ်ချက်တင်လဲကျွန်တော် tattoo ကပွဲစဉ်နေတိုင်းပွဲရောက်နေတဲ့အတွက်ကြောင့် tattoo ရဲ့ official ဖြစ်တဲ့ Telegram link ကိုလာရောက်ဆက်သွယ်ဝယ်ယူကစားနိုင်ပါဗျာအားလုံးပဲ good luck ပါဗျာBaby, you